ဒီနေ့ခေတ်မှာ AI လို့ပြောလိုက်တာနဲ့လူတော်တော်များများသိနေကြပါပြီ။ဒါပေမဲ့ AI ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုတော့လူနည်းစုပဲသိပါသေးတယ်။အထူးသဖြင့် online ပေါ်မှာငွေရှာနေကြတဲ့သူတွေအတွက် AI ဆိုတာမရှိမဖြစ် tools တစ်ခုဖြစ်လာပါပြီ။တချို့က AI ကိုစာရေးဖို့ဓာတ်ပုံပြင်ဖို့လောက်ပဲသုံးကြပြီမယ်။တကယ်တမ်းတော့ဒီထက်ပိုပြီးတော့အများကြီးလုပ်လို့ရပါသေးတယ်။ AI ကိုကောင်းကောင်းအသုံးမပြုတတ်ဘူးဆိုရင်တော့ခေတ်နောက်ကျကြံခဲ့မယ်။ပြီးတော့အလင်ခံရမယ်ဆိုတာသတိပေးခြင်းလို့ဒီဗီဒီယိုလေးကိုဖန်တီးလိုက်တာပါပထမဆုံးအနေနဲ့ AI ကိုမသိနားမလည်ရင်အလင်ခံရနိုင်တဲ့နည်းလမ်းတွေကိုပြပေးချင်ပါတယ် AI ကစာတွေဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုတကယ်အစ်စ်လိုမျိုးဖန်တီးနိုင်ပါတယ်ပြီးတော့စာသားနဲ့တင်မဟုတ်ပဲတကယ်လူတစ်ယောက်ကပြောနေတယ်လို့အတန်နဲ့ပုံရိပ်တွေနဲ့ဖန်တီးထားတဲ့သတင်းအတုတွေကိုယုံကြည်မိနိုင်ပါတယ်ဥပမာနာမည်ကြီးလူတစ်ယောက်ကသူမပြောတဲ့စကားကို AI နဲ့အတန်ဖန်တီးပြီးပြောခိုင်းတာမျိုးမဟုတ်တဲ့သတင်းတစ်ခုကို AI နဲ့ရေးခိုင်းပြီးတော့ဖြန့်တာမျိုးတွေပါ AI ကိုမသုံးတတ်တဲ့သူတွေအတွက်တော့ဒီလိုမျိုးသတင်းအတုတွေကခွဲခြားရတာအရန်ခက်ခဲပါတယ်Hacker တွေက AI ကိုသုံးပြီးတော့ email အတုတွေစာတိုအတုတွေကိုပို့ပြီးတော့ professional ဆန်အောင်ရေးလာကြပါတယ်။အရင်တုန်းကအမှားယွင်းနေပါတတ်တဲ့စာသားအတုတွေကနေပြီးတော့အခုဆိုရင်တကယ်ဘန်တွေကုမ္ပဏီတွေကပို့လိုက်တယ်လို့မျိုးအတန်ထွက်ကောင်းပြီးစလုံးပေါင်းတပ်ပုံမှန်တဲ့စာတွေ AI ကအလွယ်တကူရေးပေးနိုင်တာမလို့အလွယ်တကူယုံကြည်မိပြီးတော့ကိုရေးအချက်လက်တွေငွေကြေးတွေဆုံးရှုံးနိုင်ပါတယ်AI ကလူတစ်ယောက်ရဲ့ကိုယ်ရေးအချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမြင်မာတာကြောင့်ကိုယ့်ရဲ့ online လှုပ်ရှားမှုတွေကနေပြီးတော့ကိုကဘာကိုစိတ်ဝင်စားလဲဘလို့အလေးကျင့်နေရှိလဲဆိုတာကိုအလွယ်တကူခံမှန်းနိုင်ပါတယ်ဒီအချက်လက်တွေကိုသုံးပြီးတော့ကိုယ်လိမ်နေတဲ့သူတွေကအလွယ်တကူပို့ပြီးတော့လှည့်စားနိုင်ပါတယ်ဒီလိုအန်ရည်ရှိနေပြီနဲ့ AI ကိုပိုင်ပိုင်နိုင်နိုင်သုံးတတ်မယ်ဆိုရင်တော့ဒီအခွင့်အရေးတွေကိုပို့ပြီးတော့အသုံးချနိုင်ပါတယ်အထူးသဖြင့် digital nomad တယောက်အနေနဲ့ငွေရှာဖို့အတွက်ဆိုရင် AI ကအကောင်းဆုံးအဖို့ပဲ AI ကိုသုံးပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုပို့ပြီးတော့အချိန်ကုန်တာသက်သာအောင်လှုပ်ဆောင်ခိုင်းနိုင်ပါတယ်ဥပမာ email တွေကိုအလိုအလျောက်ပြန်ဖြေရမျိုး social media ရဲ့အတွက်ပုံမှန်တင်ဖို့ post တွေကိုအချိန်နဲ့တပြေးညီတင်ခိုင်းတာမျိုးဒီလိုမျိုးလှုပ်ဆောင်ခိုင်းနိုင်တာဖြစ်တဲ့အတွက်ကိုကတခြားအရေးကြီးတဲ့ဟာတွေကိုပို့ပြီးတော့အချိန်ပေးနိုင်ပြီးတော့ဝင်ငွေလည်းပိုကောင်းလာနိုင်တယ်AI ကိုသုံးပြီးတော့ကိုပြတ်မှတ်ထားတဲ့ target customer တွေကဘယ်သူတွေလဲသူတို့ကဘာတွေလိုချင်လဲဆိုတာကိုခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်ဒါအပြင် AI ကကိုယ့်ရဲ့ customer တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့ကြော်ညာစာသားတွေခေါင်းစဉ်တွေကိုလည်းရေးပေးနိုင်တာကြောင့်ကိုယ့်ရဲ့လုပ်ငန်းကိုပို့ပြီးတော့အောင်မြင်အောင်ကူညီပေးနိုင်ပါတယ်ကို့မှာက designer skill writing skill မရှိဘူးဆိုရင်တော့ AI ကနေအကူအညီယူပြီးတော့ freelancing အလုပ်တွေကိုလုပ်လို့ရပါတယ်AI ကိုသုံးပြီးတော့ logo ဆွဲတာစောင်းပါရေးတာ social media ရဲ့အတွက် content ဖန်တီးတာစတဲ့အလုပ်တွေကိုလုပ်ပြီးတော့ဝင်ငွေရှာနိုင်ပါတယ် digital nomad တယောက်အနေနဲ့ AI ကိုသုံးပြီးတော့တနေရာတွေကနေဝင်ငွေအမျိုးမျိုးရအောင်လုပ်လို့ရပါတယ် online ကနေပတ်စံရှာခြင်းတဲ့သူတွေအတွက်တော့ AI ကအကောင်းဆုံးလမ်းပြကျယ်ခွင့်တစ်ခုပါပဲဒီလိုဆိုရင် AI ကိုအလိမ်မခံရဖို့နဲ့ငွေရှာဖို့အတွက်ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုတော့နည်းနည်းသဘောပေါက်သွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုကနေတစ်ခုခုအကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးအသုံးဝင်တဲ့ဗီဒီယိုလေးတွေကိုနောက်ထပ်တင်ပေးသွားမှာမို့လို့ဒီမရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဒါအပြင်ဒီဗီဒီယိုလေးကိုလည်းသဘောကျရဆိုရင် like and share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် bye